မင်းရဲ့ဘဝမှာအမြဲတမ်းငါပဲအမှန်ငါပဲအတော်ဆုံးဆိုပြီးမာနတက်နေတဲ့သူမျိုးခေါင်းကျုံမာပြီးသူများစကားကိုနားမထောင်ချင်တဲ့သူမျိုးကြုံဘူးလားသူတို့နဲ့စကားပြောရတာအင်အားတွေကုန်ခန်းရတယ်လို့အနိုင်လိုချင်လွန်းလို့အော်ဟစ်ညင်းခုန်နေရတာဘာမှအတိတ်ပဲမရှိဘူးဆိုတာမင်းခံစားဘူးပါလိမ့်မယ်လူအများစုကအဲ့ဒီလိုမာနကြီးတဲ့သူတွေကိုပြန်អော်တယ်စကားပြန်ပြောကြတယ်ဒါပေမဲ့အဲ့ဒါဟာမင်းရဲ့စွမ်းရည်တွေကိုအလကားဖြုံးတီးလိုက်တာပဲတကယ်စိတ်ပညာနီးလန်းအရမာနကြီးတဲ့သူတွေကိုငြိမ်သွားအောင်လုပ်ဖို့အော်စရာမလိုဘူးဒေါသထွက်စရာမလိုဘူးစကားတခွန်းနဲ့သူတို့ရဲ့အတ္တနဲ့မာနကိုစက္ကန့်ပိုင်းအတွင်းပြိုကျသွားအောင်လုပ်လို့ရတယ်ဒီဗီဒီယိုမှာမာနကြီးတဲ့သူတွေရဲ့စိတ်တစသဘောတရားနဲ့သူတို့ကိုစကားတခွန်းနဲ့စိတ်တက်ကြပြီးစကားမပြောနိုင်အောင်ငြိမ်သွားစေမဲ့လျှို့ဝှက်စိတ်ပညာနီးပြူဟာကိုအပြည့်စုံရှင်းပြပေးသွားပါမယ်နီလန်းကိုမပြောခင်အဓိကလျှို့ဝှက်ချက်တစ်ခုကိုမင်းရင်နားလည်ထားဖို့လိုတယ်လူတွေကမာနကြီးတာကိုတတိရှိတာသို့မဟုတ်ယုံကြည်ချက်ရှိတာလို့ထင်ကြတယ်တကယ်တော့စိတ်ပညာအရမာနကြီးခြင်းဆိုတာကိုကာကွယ်ဖို့လုပ်ထားတဲ့ကြောက်ရွံ့မှုရဲ့ဒိုင်းလောတစ်ခုပဲတကယ်ယုံကြည်ချက်ရှိတဲ့သူတကယ်တော်တဲ့သူတွေကမာနကြီးစရာမလိုပါဘူးသူတို့ရဲ့အရေးချင်းကတက်တည်ပြနေလို့ပဲဒါပေမဲ့အတွင်းထဲမှာကြောက်ရွံ့နေတဲ့သူမပြည့်စုံတဲ့သူတွေကသာသူတို့ရဲ့အားနည်းချက်ကိုဖုံးကွယ်ဖို့မာနဆိုတဲ့ဒိုင်းလောကိုကင်ထားတာသူတို့ကမင်းထက်သားချင်တာမဟုတ်ဘူးမင်းကသူတို့ရဲ့အားနည်းချက်ကိုမြင်သွားမှာကိုကြောက်နေတာဒါကြောင့်မင်းအနေနဲ့သူတို့ရဲ့မာနကိုတွားပြီးပြန်ရင်းလိုက်တာနဲ့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကာကွယ်ရေးစနစ်ကပိုပွင့်လာပြီးပိုပြီးတောင်းကျမ်းလာလိမ့်မယ်သူတို့ကိုနီလန်းအမနဲ့တွားတိုက်ခိုက်ရင်မင်းပါအောက်တန်းကျသွားလိမ့်မယ်ဒါဆိုရင်မာနကြီးတဲ့သူတယောက်ကမင်းကိုအနိုင်ပိုင်းပြောလာရင်သို့မဟုတ်ငါအကုန်သိတယ်ဆိုတဲ့ပုံစံနဲ့ဆရာလောက်လာရင်ဘလို့စကားတခွန်းနဲ့တုံ့ပြန်မလဲဒေါသမပါရဘူးစကားတန်ကခက်အေးအေးနဲ့တတိငြိမ်ငြိမ်ပဲဖြစ်ရမယ်သူတို့ကိုစိုက်ကြည့်ပြီးဒီစကားတခွန်းကိုပြောလိုက်ပါမင်းပြောတာလဲစိတ်ဝင်စားစရာပဲဒါပေမဲ့မင်းရဲ့အထာနဲ့မာနကိုခဏပတ်ဖယ်ထားလိုက်ရင်တကယ်တမ်းဘာကြံခဲ့မလဲဒါမှမဟုတ်ပိုပြီးထိရောက်တဲ့အတူချုပ်စကားတခွန်းဆိုရင်မင်းအခုပြောနေတာကအမှန်တရားလားသို့မဟုတ်မင်းရဲ့မာနကိုကာကွယ်နေတာလားဒီစကားတခွန်းကဘာလို့ဒီလောက်ပါဝါကြီးရတာလဲအကြောင်းကတော့ဒီစကားကသူတို့ရဲ့မတိစိတ်ကိုဓာတ်ရိုက်ခတ်လိုက်လို့ပဲမာနကြီးတဲ့သူတွေဟာသူတို့ကိုယ်သူတို့မာနကြီးနေပါတယ်လို့ဘယ်တော့မှအတိအမှန်မပြုချင်ကြဘူးမင်းကသူတို့ရဲ့မာနသို့မဟုတ်အတ္တဆိုတဲ့စကားလုံးကိုဓာတ်ရိုက်ထုတ်ပြောလိုက်တဲ့အခါသူတို့ရဲ့အုံနောက်ကရုတ်တရက်တုံ့လောက်သွားတယ်သူတို့ပြန်ဆင်ခြင်စရာလမ်းမရှိတော့ဘူးဘာလို့လဲဆိုတော့သူတို့ထပ်ပြီးအော်ဟစ်ငင်းခုန်လိုက်ရင်မင်းပြောသလိုမာနကြီးနေပါတယ်ဆိုတာကိုတက်တည်ပြလိုက်တယ်လို့ဖြစ်သွားမှာမို့လို့ပဲစကားတခွန်းနဲ့ပြောရုံနဲ့မပြီးသေးပါဘူးစကားပြောတဲ့အခါမင်းရဲ့ခန္ဓာကိုယ်အမူအရာကရာခိုင်နှုန်း90မကအရေးပါပါတယ်ဒီနီလန်းကိုတုံးတဲ့အခါထိရောက်ဖို့အတွက်စိတ်ပညာနီးဗျူဟာ3ခုကိုတွဲသုံးပါတစ်စိုက်ကြည့်ပါစကားပြောနေချိန်မှာမျက်လုံးကိုမလွှဲပါနဲ့စိတ်ဆိုးတဲ့မျက်လုံးနဲ့မဟုတ်ပဲအေးဆေးတည်ငြိမ်ပြီးအရာရာကိုထိုးဖောက်မြင်နေတဲ့မျက်လုံးနဲ့စိုက်ကြည့်ပါနှစ်ခဏတိတ်ဆိတ်ပေးပါစကားပြောပြီးရင်ဘာမှထပ်မပြောပါနဲ့သူ့စီကတုံ့ပြန်မှုကိုအေးဆေးစောင့်ကြည့်ပါတိတ်ဆိတ်မှုဟာမာနကြီးတဲ့သူတွေကိုအယမ်းမတက်မတာဖြစ်စေပါတယ်သုံးစိတ်လှုပ်ရှားမှုမပြပါနဲ့သူတို့ဒေါသထွက်လာရင်မင်းကပိုပြီးပြုံးပြလိုက်ပါမင်းရဲ့တည်ငြိမ်မှုကသူတို့ရဲ့မာနကိုအပိုင်းပိုင်းကျိုးသွားစေပါလိမ့်မယ်တတိထားပါမာနကြီးတဲ့သူတွေကိုအနိုင်ယူဖို့ဆိုတာမင်းပါမာနကြီးပြဖို့မဟုတ်ပါဘူးတကယ်ပါဝါဆိုတာစကားအများကြီးပြောတာမဟုတ်ဘူးကိုယ်စိတ်ကိုထိန်းချုပ်နိုင်တာဟာအကြီးမားဆုံးပါဝါပဲနောက်တစ်ခါမင်းကိုမာနနဲ့လာတိုက်ခိုက်တဲ့သူကြုံလာရရင်အော်မနေပါနဲ့တော့ဒီနီလန်းကိုသုံးပြီးကိုယ့်ရဲ့တည်ငြိမ်မှုနဲ့ပဲအနိုင်ယူလိုက်ပါဒီဗီဒီယိုကမင်းအတွက်ဘ ഹു တုတနဲ့တကယ်စိတ်သက်ခွန်အားရစေခဲ့တယ်ဆိုရင်ဗီဒီယိုကို like နှိပ်ခဲ့ဖို့မမေ့ပါနဲ့မင်းရဲ့ဘဝမှာရောဒီလိုမာနကြီးလုံးတဲ့သူတွေကိုဘလို့တုံ့ပြန်လိမ့်ရှိလဲဆိုတာခမန့်မှာရေးခဲ့ပါဦးနောက်ထပ်စိတ်ပညာနဲ့စိတ်သက်ရေးရလှုပ်ဝက်ချက်တွေကိုဆက်လက်ကြည့်ချင်ရင် subscribe လုပ်ထားလိုက်ပါကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်